တချင်ဖွင့်လိုက်အောင်မယ်မင်္ဂလာပါရှင်ဟယ်လိုမင်္ဂလာပါမင်္ဂလာပါရှင်ဟယ်လို sorry အားလုံးပဲအဆုံးလာဆိုင်နော်မင်္ဂလာပါရှင်တတိယကြလားဟယ်လိုสวัสดีค่ะအဆုံးလာဆိုင်နော်အဆုံးလာဆိုင်ဖွားတဲ့နောက်တဲ့ကြော့တဲ့ကိုအဒီနဲ့နည်းမြန်မာနောက်လည်းချက်ပြရေတောက်ရင်နိုးတယ်ဆိုတာဟုတ်လားရေတောက်ရင်နိုးတယ်မနိုးနော်လူပဲကြိုက်တာမဟုတ်ဘူးလေနဲ့ကအသက်မှာကြိုက်တာလားမနဲ့ပုံလေးလက်ဆောင်မရတော့ဘူးလားမနဲ့ပုံလက်ဆောင်ပေးလို့ဘယ်တော့လဲရှင်းနေရှင်းကနေလိုက်မကြည့်ဘူးမနဲ့မင်္ဂလာပါရှင်ဘယ်လိုရွာမလဲမနဲ့လက်အောက်မှာလိမ့်လေးချတာပြရနော်အဲ့ဒီလိမ့်ကိုနှိပ်ပြီးတော့တွားပြီးရောက်လေရှင်းမပြရတာကြတော့တတိယလားစကောကရင်လို့ပြောတော့ပြောလို့ပဲပြောတတ်ပါလေ I love you မပြရတာကြတော့အရင်တတိယလေ share ပေးတဲ့သူအရောက်တိုင်းတော့မနဲ့ပုံပြီးချက်ပေးပါလေနော်မင်းအေးဘူးလားအင်းကြီးပြန်ဝတ်လေတဲ့ကရင်အဝတ်လာတဲ့မဟုတ်ပါဘူးနော်ဒါကြီးကူးဆောက်ပါရှင်ယေဒါကတော့အုပ်စကန်နဲ့ပေါ့နော်ကရင်ဝတ်ဆိုတော့မဟုတ်ပါဘူးနော် unit ဝင်ယူချင်တဲ့သူတွေကတာမဲကလေးချင်းတော့အားစားတယ်လိုက်ရှယ်လေးလုပ်ပေးတဲ့သူအရောက်တိုင်းတော့မနဲ့ဖုန်းပြီးချက်ပေးမှာပါရှင်unit ဝင်ယူချင်လေဖုန်းပြီးဝင်ယူလို့ရတယ်နော်လောက်တာလောက်ပြမှာဒီကပိုင်းရတော့မနဲ့တိတ်လိုက်မင်းဖြစ်တော့ဘူးနော်နောက်လာကြည့်လေမနဲ့တိတ်မင်းဖြစ်တော့ဘူးခဏနားမယ်ပေါ့နော်ဟောတွေ့ပြီမင်္ဂလာပါအရင်လိုက်မလွှဲလာကြတော့လေတို့တွေတင်သွားတော့အတာလောက်ပါတယ်ပြပေးလာပြီးတခါတော့ဗာပေးတယ် unit ပေးတယ်လေရှောက်ရှက်ခက်နေတာပဲလေစကက်ကသူကအဲ့လိုပဲဆိုင်နော်ပေးဆိုင်နော်မိုးတွင်းပါလေဟယ်လိုထိုင်လေလူလေးကတေးလေးဟောက်ပါရဲ့တေးလေးချီလို့လွယ်ပါရဲ့တိုက်လာရှင်လူတေးနဲ့ချီလို့လွယ်ပါလေနာမည်ခေါ်ပေးပါဘယ်လိုလဲနာမည်တင်ဟာဆိုလားနောက်တိုက်ပါမမလို့ခမနော်မင်းကလည်း where are you lady lady ပါmyချမ်းခပ်ပြီးရင်นะคะချောင်းနေဆိုနေတယ်စိတ်တောက်နော်တဲ့ဒီမှာချောင်းကြီးအဲ့လိုဆိုနေတာအမေလည်းဆိုဖေးလည်းဆိုပေါက်စီဆိုနာမည်ခေါ်ပြီးပါမယ်ပန်လို့တဲ့နေကြော်ဆိုလာတော့ဝါဟိုလိုက်မလို့ချက်တာကြတော့လေငါကနည်းနည်းတင်းတော့နှိပ်ပြရတာပေါ့နော်ဖုန်းပြဝင်ယူတဲ့သူနေသေးတယ်နော်ဖုန်းပြဝင်ယူတဲ့သူတအားနေသေးတယ်စပင်ပါသွားတယ်လို့ပဲတဲ့ဟုတ်ပါတယ်စပင်လည်းကစပင်ကနကူပြရဒီတော့ပဲ Happy birthday ဟိုနေ့ကတွေ့တာပါဗျာတဲ့ Happy birthday ပါရှင်အရင်ချက်တယ်နော်မောင်လေးအဲ့ဒီမှာတွေ့ခွန်နော်ချက်လို့ရမချက်ပါဘူးနော်မနဲ့မချက်ဘူးအကောင်တေးလေးနဲ့ချီလို့အရင်လွယ်ပါလေရှင်တကယ်လူကဒါအတင်းလူကသေးတယ်မနဲ့လူကသေးတယ်လူတစ်ခုပဲရှိတာပါရှင်ခင်မရှိပါဘူးနော်ခင်မရှိဘူးနော်ခင်တော့မရှိဘူးဝေးလာတာတော့ခင်တစ်ခုမရှိတာအိုးကြော်ကြိုက်လိုက်တာအရင်ကဟိုယူရဲဘာယူလို့လဲလိုက်မလို့ရတာကြာတော့လေအဲ့လိုတွေလိုက်ပြရတယ်တဲ့ရင်သားအဲ့လောက်ကြီးတယ်သူဆွဲလိုက်လေတဲ့လိုက်ပြရတယ်မဟုတ်ရင်လေဟိုဟာဖြစ်တတ်တယ်အာရင်ကန်းနာမှာမဟုတ်သွားစားမယ်နောက်လေမနန်းလေးအပြင်သွားရင်လေဘယ်သူမှမခေါ်ချင်ကြပါဘူးခလေးရောခွေးရောစောက်ဖွားနေရောပဲဘယ်သူမှလည်းမခင်ချင်ပါဘူးအားကြောင့်အပြင်တိုင်းမထွက်ဖြစ်တာပေါ့နော်တကယ်ကြီးလေးနဲ့လည်းတိုင်းမထွက်ဖြစ်ဘူးတကယ်ကြီးလေးအားနာတယ်ပေါ့နော်ကိုသွားရင်ခလေးလည်းပါတယ်ခွေးလည်းပါတယ်ဆိုတော့တကယ်ကြီးအားနာတယ်ပေါ့နော်ထောက်ကြပါမနော်ဖာအလာရင်အတူတောက်ချင်တယ်တဲ့မနဲ့မတောက်ဘူးခေါက်ပြန်ကြောက်ကြမလားလို့ချင်တာဟုတ်你来了，好了，奶奶来了不？没嘛钱，这个奶奶，咱们俩拿家到里，咱们来吃到里，奶奶对你不都看哪了？别，你吃饭呢？啥了呢？我们来给的，你别吧，你妈哩，阿个不老实皮了，阿个干那些空嘛钱，家里真闹家皮人，人家妈妈就是 OK，人太露露的了，没露吧不是？妈那你咋哩？阿爹妈妈奶奶看那多阿多吧不是？我对你奶奶哩，后来要比啥？我们路上没对路打对你了。အရင်လိုပြပြလေးချင်းမနေပေါ့အဲ့လိုမျိုးပြီးလို့ချင်းနဲ့ဟာကဲမနဲ့လိုက်အောင်မလေးလေးချတာပြီးတယ်နော်အဲ့ဒီလင်းကိုနှိပ်ပြီးတော့သွားဆက်သွယ်ရောက်တာပဲနော်မနဲ့လိုက်ကနေလာတယ်ဆိုပြီးတော့ unit ပြီးလိုက်ယူတယ်ဆိုပြီးတော့သွားဆက်သွယ်ရောက်တာပဲရှင်ရင်သားကိုလည်းကြိုက်ချင်တယ်တဲ့အဲ့နောက်ကအောက်ပိတ်ပြီးတော့အဲ့လောက်မရှိဘူးတဲ့တစ်ပတ်လည်းမပြောက်ဘူးဘာလို့လဲဆိုတော့
မနဲ့ဘောင်းပြီးမပါဘူးအဝါကလည်းဒီစကကအရှိပဲပိတ်တာအမဖင်ပေါ်ကြိုက်လိုက်တာတဲ့တကယ်အစီနဲ့နည်းနည်းလူလာမသိဟုတ်ပါပြီဗျာတဲ့တကယ်လိုက်ပြရမယ်နော်ဒီနားမလေးလိုက်ပေးတယ်နော်လိုက်ပေးနော်ဒီနေ့ကအချိန်90လောက်လိုက်ပေးနော်အဲ့ဒါလိုက်ပေးပါနော်မသိကိုလည်းလိုက်တော့ပြောလာပြီဒီစားလည်းမရှိဘူးကွယ်ပိတ်သွားတယ်လို့ပဲမနဲ့ဟုတ်တယ်မနဲ့ပိတ်သွားတယ်နည်းနည်းမဟုတ်ဘူးအများကြီးကိုပိတ်သွားတာအစ်စ်လာမနဲ့ဟုတ်တယ်အစ်စ်လူတော့ပိတ်သွားတာပဲနှုတ်တော့မပိတ်သွားသေးဘူးနော်နှုတ်တော့နည်းနည်းတော့ပြေးသွားတာပေါ့အဲ့ကအမရဲ့ပေးတယ်အမေတွေကြည့်ရင်အမေမတော်တာအမရဲ့တဲ့အမေမတော်ရင်ကျင်းနေလေမောင်လေးအမေမတော်ရင်လေမပေးကျင်းနေတော့ဘာမှမဖြစ်ဘူးအမေမတော်ရင်လေဟိုပေးမကျင်းနေရတယ်မနဲ့တခြားကလေအဲ့လိုကကြပြီမကောနော်နို့မညစ်ကြပြီမလားပြောကြီးနေမနဲ့ဘယ်လိုညိုလေလားအခုပြောကြီးဖြစ်မနေဘူးလေတင်းတင်းလေးဖြစ်နေလို့တနေ့ငါသိကြော်ရှာနေတော့လေမောင်လေးဘာလို့လဲတနေ့ငါသိကြော်မနဲ့လည်းခေါ်လေမနဲ့တို့တွေကိုခဏမနေပါနဲ့မခံစားနိုင်ဘူးထားကြပါတဲ့အဘွားနော်အဘွားဘာဖြစ်လဲမနဲ့တို့ကြတဲ့ဒီချက်မနဲ့ကိုညှိချင်တဲ့အာလူတွေတဲ့ကလေးပဲနေရှိပြီလေမနဲ့ကလေးကတော့မနဲ့မိစားတာပါမနဲ့ကိုတိုင်တော့လင်းမရှိပါဘူးရှင်စင်ခဲ့ပါလာတွဲလို့ရပါတယ်တွဲချင်တွဲလို့ရပါတယ်ရှင်ညွှန်လိုက်ကဘယ်သူမှလာမတွဲပါဘူးဘာဖြစ်လို့ဆိုမနဲ့လေဟိုဘယ်လိုပြောမလဲနောက်ပိုင်းတွဲကောင်းလေးတွဲရင်အရန်ရွေးတယ်ကွာအရန်ရွေးတယ်ဆိုတာသိတယ်မလားနောက်ပိုင်းကောင်းလေးပြောလေပြဿနာရှာတဲ့အဲ့လိုကောင်းလေးတွေမကြိုက်တူတောက်ချင်လာတဲ့မနဲ့အတူတောက်ကြရမှုစင်တာပါဟုတ်လားမလားလူပိတ်လို့ရတယ်နော်ပြရပြလို့ယူလေမနဲ့လည်းအမှလေးလေးချတာပြည့်နော်အဲ့လေးကိုနှိပ်ပြီးတော့သွားဆက်သွယ်ရောက်ပဲနော်မောင်လေးတို့မြန်မာပြည်မှာဆိုရင်ယူနီဖီတောင်းဖို့ပေးပါတယ်ထိုင်းမှာဆိုရင်ဗတ်တရားပေးပါတယ်ကြီးတယ်နော်လိုက်မလဲတာကြတော့ကန်လေးမဲ့သူရှိပြီအဲ့ဒါကိုကန်လေးရတယ်ဒီစားမရှိတာနည်းနည်းရှိပါပြီရှင်နော်နည်းနည်းရှိပြီမလိုက်ဘူးဒီစားမရှိတာနော်နည်းနည်းရှိပြီတော့ဝမ်းမလိုက်ဘူးမရောက်ရင်လာတွေ့လို့ရတယ်ဒါနဲ့ဟိုဘယ်လိုပြောမလဲအခုနောက်ပိုင်းကောင်လေးတွေစကားပြောတာအဲ့မချိရဘူးလို့ဘောဘေးတွေတိတ်မဝင်ယူတယ်လို့မျိုးပဲနော်အချိန်လုံးရင်ဘူးပေါ့ယူနီဖီဝင်ယူတဲ့သူတွေဘယ်လိုဝင်ယူရလဲတိတယ်ဟောရင်ခွင်နဲ့နေချင်တယ်ဒီမှာမနဲ့ဝင်ပေးမယ်နော် sorry ဝင်ပြမဝင်ရသေးကျန်းသာလောက်ပြတဲ့ဖက်ရောက်ရင်ဝင်လေလို့ရလားတဲ့မနဲ့စီမှာတော့ဝင်လေလို့မရဘူးပေါ့နော်ဒါပေမဲ့လဲကြောက်တော့မပြောတော့ပေါ့နော်မနဲ့လဲဟိုဟာဒီပါခဏသွားတာပဲဆိုတော့လေတီဗီတရားတိတ်မမှတ်ဘူးတောတောင်ရဲ့မလာငုတ်ဘူးရဲ့တောတောင်တွေနဲ့ရိုက်ဖို့ကအများကြီးရှိတယ်တိတ်မရဖြစ်တယ်နှုတ်နဲ့လည်းအကြမ်းမှနေချင်တယ်တဲ့ချစ်စရာလေးမနဲ့ရဲ့နော်ဝင်လို့ရလားရှင်ဒီမှာမနဲ့ရွေးဘယ်လိုပြောသွားမှာ brush တက်တာပါလို့ဖျောက်လိုက်တာလေနည်းတော့တက်တာဝါပြီလေသိတယ်မလားမနဲ့မတက်နိုင်တော့တအားဆရာဝန်လည်းပြောတယ်ဖျောက်လို့ရပြီတဲ့အဲ့ဒါကိုဝက်ချတာလားပိန်လုံးသွားပြီတဲ့ကြည့်မကောင်းဘူးဟုတ်ပါရဲ့ဝက်ချတာတော့မဟုတ်ဘူးနော်မနဲ့ဟိုကျမကြီးနဲ့ပတ်သက်ပြီးတော့အစာရှောင်ရတာရှိတယ်ပေါ့နော်အတန်လေးကလည်းချစ်စရာပေါ့ကျမကြီးကမနဲ့အရင်လိုမျိုးထမင်းလေးပါလေအများကြီးမစားနိုင်တော့ပေါ့နော်အဲ့ဒါကြောင့်လူပိတ်သွားတာပါရှင်ယူပြီးသားမို့မရတာပြရဲ့ဘာဖြစ်လဲအော်ဟုတ်ကဲ့ယူနီအသက်တွေပဲပေးပါလေရှင်ချစ်စရာလေးပါဟုတ်ပါရဲ့ရှင်ယူပြီးသားလူတွေဖုန်းပေးဝင်ယူနော်မနဲ့ဖုန်းပေးဖြတ်ပေးမယ်ရှင်တီဗီဖြစ်ချင်လိုက်တာဟုတ်ပါရဲ့ဒီမှာနော်မနဲ့ချတာဟို sorry ဒီမှာနော်မနဲ့ချတာပေးတဲ့ link ပေါ့နော်အဲ့ဒီ link ကိုနှိပ်ပြီးတော့CP မှာသွားဆက်သွယ်ရောက်ပဲပေါ့နော် live လွှင့်တော့မှလားချစ်တွေမပေးတော့ဘူးလားတဲ့ပေးပါလေရှင်အခုလည်းမနဲ့အကြာကြီးမထိုင်နိုင်ဘူးတကယ် daily လို့ပေါ့နော်လွမ်းလို့ပြီးတော့အလုပ်လေးလောက်ရပြီးတော့ဒါပေမဲ့သွားဖြတ်တော့မှာပါသွားဖြတ်ပြီးတော့ ECC လေးပြတ်လာမယ်နော်တအားခံစားရတယ်အခုတော့တအားခံစားရတယ်လက်ကောင်ကြောင်ပေါ့နော်မနဲ့လက်ကောင်ကလည်းဘယ်သူမှလည်းမတူတအားခံစားရတယ်သူများကြီးအလောက်အပြင်မှာမြင်ဘူးချင်ပါလေသူများကြီးအလောက်မခံစားဘူးပေါ့နော်မနဲ့တအားခံစားရတယ်အပြင်မှာမြင်ဘူးလို့ရတယ်လေမနဲ့ဖက်မှာပဲနေတယ်နော်အရင်ဆိုရင်မနဲ့တော့ဆက်လေးသိတယ်မလားဆက်လေးချင်းငယ်ဆက်လေးအချင်းငယ်ဆက်လေးပဲစားတာပေါ့ရင်ဝင်ကောင်းတယ်အချင်းငယ်ဆက်တွေပဲစားတယ်ပေါ့နော်ပြီးတော့အဲ့ဒါတက်ရင်လည်းဖုန်းတအားကြည့်တယ်ပေါ့နော်ဖုန်းအကြာကြီးကြည့်တယ်ပြီးတော့ငယ်အဆက်တွေလာစားတာများလို့ပေါ့နော်မနဲ့ငပြည့်ရကြိုက်တာကိုနေ့တည်းအကြာကြီးအဲ့လိုမျိုးဒါမဲ့ဆိုင်လာတော့ကိုမသိဘူးကိုကတော့ဖြစ်သွားပြီပေါ့နော်အဲ့ဒါကိုလိုမျိုးမဖြစ်အောင်ပြီးစိုက်ကြပါပေါ့နော်ဖုန်းတွေလည်းအဲ့ဒါတွေမှာအကြာကြီးမတုံးပါနဲ့နော်ဒါကတော့လူငယ်လူကြီးအကုန်ဖြစ်တတ်ပါတယ်ဖြစ်သွားရင်အရင်ခံစားပါတယ်မနဲ့ဖြစ်တတ်ဆိုရင်အခုနလတော့လားရှိဖြစ်တာတော့ကြာပြီဒါပေမဲ့ဟိုဘယ်သူမှမပြောရဲပေါ့နော်လာယူနေကြတယ်ဘယ်သူမှမပြောရဲဘူးယူသားပွင့်လင်းလိုက်ပုံညာမနဲ့ဘယ်သူမှမပြောဘဲနဲ့ခံစိတ်ထဲမှာခံစားလိုက်တယ်ပေါ့ဒါပေမဲ့ကြာလာတော့မရတော့ဝင်သွားရင်တအားနာတယ်သွေးလေးတအားထွက်တယ်အရင်ကြောက်စရာကြီးအဲ့ဒါဒါပေမဲ့အန်ဒီတော့မရှိပါဘူးဒါပေမဲ့အစားတော့အရင်အဲ့လိုမျိုးမနဲ့ရှောင်ရတယ်ပေါ့နော်ဥပမာဒီအချင်းဆက်တွေလည်းမစားနိုင်တော့ဘူးမနဲ့မစားရတော့စားပြီးမနဲ့ပြဝင်သွားရင်နာဝါပြီးအဲ့လိုမျိုးမနဲ့ထိုင်မှလာမဟုတ်ဘူးမနဲ့ဝတ်ထားတဲ့အင်ကြီးပေးပါလားတဲ့ဘယ်နာမှလည်းဖက်အမှာပဲလားခဏနေမကင်ပါနဲ့တဲ့မနဲ့နော်ဒိတ်ဆော့ပြပြေကွာအဲ့ဖက်လိုက်မရှိအဲ့ဖက်အားကောက်လေကွာဒီနေ့နော်ဖုန်းပေးပဲထပ်ပေးမယ်နော်မနဲ့နော်မနဲ့အခုကဟုတ်ကဲ့ပါရှင်အဲ့မဲ့လူကလည်းအဲ့တအားပိတ်ကြသွားတယ်ပေါ့နော်မနဲ့လူရင်ထပ်ပိတ်ကြသွားတယ်ပိတ်ရဆိုတာမနဲ့ကိုယ်တိုင်ကလည်းမစားချင်တာစိတ်ညစ်တယ်မနဲ့စိတ်ညစ်တာကြီးအများကြီးအဲ့လိုမျိုးပေါ့တကယ်ချင်းဆက်လက်ရွာလာတော့ပါလို့ရှိတာပေါ့ကွာအဲ့စိတ်ညစ်လို့တလားလုံးမနဲ့မထားနိုင်ဘူးအခုမှအပြင်မှာဖက်နေတာပေါ့တဲ့အပြင်မှာဖက်နေတာမဟုတ်မနဲ့လိုက်လွှင့်နေပြီးဖက်အမှလာနေတယ်2ရက်3ရက်လာနေတယ်လိုက်လို့ရှိရင်ရွာမှာပြန်နေတယ်ဖက်အမှတော့အဲ့ငါမနေပါဘူးလို့ဆိုမနဲ့တယောက်တည်းမနေလေမနဲ့အဖော်တယောက်နဲ့နေတယ်မနဲ့မနေလေဖ
အဲ့မှာလေးတယောက်ပဲဟိုဟိုတယ်မှာတော့လည်းတစ်ချိန်လုံးမနေနိုင်လေနော်အဲ့ဒါတစ်ခါတလေလဲ4ရက်နေတယ်တစ်ခါတလေလဲ5ရက်နေတယ်တစ်ခါတလေလဲဟိုလိုက်ပြရနဲ့ပြန်သွားပြီပုံဆက်ပြီးချက်ပြီးမှနဲ့ဟုတ်ကဲ့မှနဲ့လိုက်ပြရနဲ့ချက်ပြီးမယ်နော်တမီးလေးမှနဲ့အသက်ဘယ်လောက်လဲမှနဲ့အသက်ကမောင်လေးဟုတ်တယ်မလားဘယ်လိုလဲမှနဲ့လိုက်မလဲလာကြတော့မှနဲ့မလွယ်ဘူးဒါအမေနို့တာတင်သွားတယ်လိုက်မလဲလာကြတော့ဘူးမမဆိုင်ဘာတွေပေးနေတာလဲဘာမှမပေးပါဘူးဟော unit fee ပေးနေတာလေအောက်မှာနေနေချတာပြတာလေရှင်အဲ့ဒါတော့ unit fee ဆက်ဆော့ကြည့်လို့ရပါတယ်ရှင်ရုပ်ကြည့်စိတ်ထားတယ် website ကြီးပဲဖြစ်ပါတယ်ကားချက်လည်းမဟုတ်ပါဘူးရှင်ဘုတ်ပြီးမရလည်းမနဲ့မြန်ကြော်ပြီဟာဘုတ်ပြီးပြပါလေကွာဘုတ်ပြီးလောက်အသက်တော်ပြီးပါလေအကျိုးစစ်လာတဲ့အမေအတန်းနဲ့ဆက်ခွန်အကျိုးစစ်ပေးအကျိုးတော့မစစ်တော့ဘူးကြေမကိုလေးပေးပါလားတဲ့အမေလေးဘုတ်ပြီးပဲပေးတယ်နော်ဟိုကတော့အစစ်တော့ဟိုပါတင်တော့မဟုတ်တော့ဘူးအနောက်ကတော့စတင်စစ်နိုင်သေးတယ်မောင်လေးဂိတ်ဆော့ပြပေးဖို့ကဒီမှာဟိုကတော့တော့စစ်ပဲယူတယ်လာယူမယ်ဗျာဘုတ်ပြီးကမှဟုတ်ကဲ့ယူလို့ရပါတယ်ရှင် unit fee လည်းဝင်ယူလို့ရတယ်ငါနဲ့လိုက်အောင်မှနေချတာပြီးတယ်ရှင်ဒါပေမဲ့ယူပြီးသားလူတော့မထည့်ပေးတော့ပါဘူးရှင်မှန်ပါစစ်တွေပဲပေးတယ်ပေါ့နော်မြန်မာပြည်လူတွေဆိုရင်တော့ unit fee တောင်းဖို့ထည့်ပေးပါတယ်ရှင်ထိုင်းရလူတွေအတွက်ကတော့ဘက်ကရကိုထည့်ပေးပါတယ်အဲ့ဒါကြတော့ဆက်ဆော့ကြည့်လို့ဆက်ဆော့ကြည့်ရတာပေါ့နော်တချို့ကြတော့လည်းမဆက်ဆော့ကြည့်ပဲနဲ့တစ်ခါလေးထောက်ချင်တယ်ပေါ့အဲ့လိုမျိုးတော့မရဘူးပေါ့နော်အဲ့လာလေးဟင်းချက်ကျွေးပေါ့လေမနဲ့အရင်ဆော့ချက်တတ်တယ်နော်ဟုတ်တက်တူကသိမကြိုက်ဘူးအပြစ်ကထိုးပြီးမပြမစစ်လဲချစ်ပြီးပါတယ်တကယ်နော်ဘုတ်ပြီးကမှလည်းစီးလိုက်ရောဖတ်ပါတယ်ရှင်မနဲ့ like ကို share ပေးနော် share ပြီးတော့ screenshot လေးရိုက်ပို့ပေးနော်ဖုန်းနံပါတ်ပါယူချက်ပေးအဲ့လိုမျိုးမိတ်ကလေးချင်းပေးမယ်နို့ဘာဖြစ်လားနို့ကြည့်တာတဲ့တချင်းကြောင်ကပြီးတာ okay ခေနောက်တချင်းကြောင်အဲ့လိုတချင်းလေးပဲပေါ်လာတယ်တချင်းလေးပဲပေါ်လာမိုးရတယ်နော်ဒီဘက်မှာအဲ့မှာမိုးရလာရှင်ဘယ်လိုယူရမှာလဲတဲ့မနဲ့အဲ့ဒီမနဲ့လိုက်အောင်မလေးချလာလေးလင့်ကိုလေးနှိပ်ပြီးတော့လေးသွားဟိုင်းရောက်ပဲမနဲ့လိုက်ကနေလာတယ်ဆိုပြီးတော့လေးအဲ့လိုသွားပြောရောက်ပဲထည့်ပြီးတော့တနေ့ကိုလာလာတယ်တနေ့ကျလက်ဆောင်မပေးတော့ဘူးလားမနဲ့ပေးချင်တယ်နော်မနဲ့မနိုင်ဘူးတရားတယ်အခုအကောက်ဖွင့်အခုယူမရမှာဟုတ်ပါတယ်ရှင်ချက်ချင်းရမှာပါရှင်မင်းကမနဲ့လာပြောနော်ဒါမှမဟုတ်နော်အဲ့ဒီ CB လိုက်အောင်မှာအပြုံမစစ်လဲအပြစ်မစိုးဘူးမမကြီးတယ်မောင်လေးအခုချိန်မှလေးအပြုံမလို့ဘူးလေဘယ်လိုလဲဘာလို့မလဲမနဲ့စပင်ပါနေတယ်ထိုက်ကြောင်နေတယ်တအားပြောင်းနေလို့လားတအားတော့မပြောင်းပါဘူးကွနေလို့ကလေဒါပေမဲ့တအားပါနေတယ်ပေါ့နော်အဲ့ဒီနားမှာပါနာမွေးရကလေးကပါတာအတီးကျွေးပါလားစပင်ကျွတ်စေးလည်းကုန်နေပြီသွားဝေးရမယ်မဝေးနိုင်ဘူးအတီးကျွေးပါလားဘာချင်းလို့နော်မိုးရတော့မနဲ့အခုကမှနေလေတဲ့အခုကအမှပဲမနဲ့တယောက်ခဲပဲစင်ရဖြစ်နေတာနေတော့နည်းနည်းရှိပြီရှင်နော်စင်ရဖြစ်နေတာနည်းနည်းရှိပြီနို့ဒီကမဲလာနေလားဆိုတော့ free ပြောင်းမှလာတဲ့ unit fee ဝင်ယူပြီးသားသူတွေတော့မပေးတော့ပါဘူးနော်မမအစ်စ်တွေပဲနော်မောင်လေးနို့ဒီကလေကိုယ့်ရဲ့အသားအရောင်ပဲမောင်လေးမနဲ့အသားအရောင်ပါရောင်လေဟုတ်ကလားတချင်းနော်ခေတော့မစော့တက်ပြီမနဲ့စင်ရတော့စော့ရမလို့ရှင်ရပါတယ်နော်စိတ်ဝင်စားမှစော့ပါမနဲ့အတင်းမပြောခိုင်းပါဘူးကျေးဇူးတင်ပါတယ်မနဲ့လက်ရကပေါ်ရင်တတိရတယ်ကွာတဲ့ဟုတ်ပါရဲ့ဟိုဗာလေအချိန်ရရင်ဗာလေအောင်နေနော်အပြုံမစစ်လို့ဘာဖြစ်လဲအပြုံမစစ်လို့ခောက်နေဖို့ပဲလိုတော့မဟုတ်ဘူးလေဘာလို့မှလေအပြုစစ်အဲ့ဒီတခုပဲယူရမှာမဟုတ်လားလို့ကျွန်တော်နဲ့တညာလောက်စားတော့ဝင်မကြည့်ဘူးမနဲ့ဘာလို့လဲတဲ့စားမဝင်ကြည့်ဘူးလားထပ်ဖို့ပြောင်းနော်မနဲ့စီကနေလာတယ်ဆိုပြီးတော့ free တရားမနဲ့လာအမှလင်းလေးချတာပြရနော်အဲ့ဒီ link ကိုနှိပ်ရင်VPN လေးဖြတ်ပေးပါနော်အချုပ်က VPN မပြရလို့စစ်စစ်မေတ္တာအလျားနဲ့မရှိဘူးလိုင်းမကောင်းမှနဲ့ရေးတဲ့ကျွန်တော်နဲ့တညာလောက်အိမ်မယ်တဲ့တညာလို့ပါလို့အမှန်တမ်းမလို့ချက်တော့ပါမနဲ့အသက်ရွယ်နေဟိုတပေါ်ဝါစာလို့ကိုဖတ်ထားမယ်ဘယ်လိုပြောမလဲကိုပြစ်စစ်ဆော့မှာပေါ့အဲ့လိုကောင်လေးလည်းလုပ်ချင်ပါတယ်ဘာဖြစ်လဲရွာပြန်ရင်တာလာပေါ်ချက်တွင်တော့တဲ့ဟုတ်ကဲ့ပါရှင်လာကြလေခဲ့ပါမတညာလေးမအိတ်ချင်လို့တကယ်ပြောတာနော်ဘောကမှလေဟိုအဲ့လိုလူတညာလေးနဲ့တဝက်တစ်ပြက်နေနဲ့တခါမှမအိတ်ဘူးဟာဟိုချစ်လို့အိတ်တာပဲရှိခဲ့ဘယ်တော့မှဒီမှာနင်ကကြိုက်တယ်ငါနင်ကိုကြိုက်တယ်အဲ့လိုအိတ်တာမရှိဘူးချက်ဘယ်လိုခေါ်လဲအဲ့ဒါ one night stand ဘယ်လိုဘုတ်ပြာမရဘူးလို့ဘယ်လိုပြောမလဲဘုတ်ပြာမနဲ့လိုက်ပြီးမှထည့်ပေးမယ်နော်မရဘူးမနဲ့ယူနေကြတဲ့ဘယ်လိုမရတာလဲမနဲ့စီပြီးမှလာပြပြီမနဲ့စီပြီးမှလာပြပြီနော်ကလေးမရှိရင်အပြိုပဲလေတဲ့အကောက်ဖွင့်ဖို့အချက်လက်တွေပို့ထားမကြည့်ဘူးလေဟုတ်လားခဏလေးနော်ဝင်ယူတဲ့တာအများလို့လားမသိဘာစားနေရလဲတဲ့ဖယ်တီးထွက်ရပါရှင်ညညတောက်ရင်တိတ်တိတ်ကြစ်လေးဖြစ်ပါလေရှင်ကြောက်တယ်တဲ့ဘယ်လိုကြောက်တာလဲမောင်ကြီးမကြောက်ပါနဲ့မအရင်ချက်တက်တာဒီကောင်ကဘာဖြစ်လဲအကောက်ဖွင့်မယ်နော် yes လမ်းကလာဟိုလူတယောက်ကဟိုဘယ်လိုပြောမလဲဟိုဖြစ်စီဘယ်သူမှမကိုင်းဒီတိုင်းခိုင်းရင်ဘယ်သူမှဘာမှမလုပ်ရင်တင်းတင်းအမေတွေ့တော့ဒါပေမဲ့တင်းတင်းလေးဖြစ်နေရပါအဲ့ပစ္စည်းကအမေအသက်ကြီးသွားရင်တော့ပစ္စည်းသွားမှာပဲအခုတော့မပစ္စည်းဘူးပေါ့မနက်ကတိတ်မလုပ်ဘူးနော်ခဏတိတ်မလုပ်သေးအရင်လောက်ချင်တယ်တိတ်မလုပ်နိုင်ဒီအောက်ပိုင်းမှာနည်းနည်းနာလို့မကနိုင်တကယ်ခ
ကြီးတက်ရယူမယ်ဟုတ်ကဲ့ပါခဏလေးနော်အောက်ပိုင်းရလေအောက်ပိုင်းလက်ကောင်ထွက်ကြတယ်အဲ့ဒီလက်ကောင်ဆူဆူလေးပါဖြစ်နေတယ်မှာဒါမဲ့သူများလေးလိုမျိုးအဲ့လိုမျိုးဟိုခဏလေးသူများလေးကအလောက်မနာပါဘူးမနာပဲတအားနာတယ်နော်မခံစားနိုင်ဘူးအခုထိုင်နေရင်တော့ဖင်ဆိုးတယ်အဲ့လောက်ဖြစ်တယ်နဲတာကြီးမဟုတ်ဘူးမနာနဲ့ကိုကောင်လုံးနာမည်ခေါ်ပြီကိုကောင်ကြီးကျူဘာဖြစ်တာလဲမွေးအေးလေးနဲ့မအိတ်သေးချင်းနေပြီနော်မနာမောင်လေးအနေပြပြီခဏလေးကိုကောင်ကြီးခကြီးယူလို့ရလားဗျယူလို့ရပါရှင် welcome တော့ခုလိုက်တာအဲ့နဲ့စက်ကွန်ဆယ်တရားတယ်ဝေမနဲ့နေကောင်းလားအဆင်ပြေလားအဆင်လည်းမပြေဘူးပတ်စံလည်းလိုက်ခံကြည့်တယ်နေလည်းမကောင်းပါဘူးရှင်အဲ့ဒါအမေမဲမဘာဖြစ်ပါမမဘာဖြစ်လဲမနဲ့တောက်တဲ့ပြည့်ကိစ္စဖြစ်နေတယ်မတက်ပြောတာလည်းနားထောင်ကောင်းနေတယ်တတိရတယ်အရင်လုံးမလုံးမျက်နှာမြင်နေရပြီတဲ့ဟုတ်ကခကြီးရတယ်နော်မနဲ့လိုက်အောင်မှာပြီးဘယ်လိုယူရမလဲမနဲ့လိုက်အောင်မှာလင်းချတာပြီးတယ်နော်အဲ့လင်းနမှာသွားဆက်သွယ်ရောက်ပဲနော်မနဲ့ရဲ့လိုက်ကိုသွားပြရပဲပေါ့နော်ကပြပေးမယ်ရှင်နင်တို့ပြောတာကစိတ်မကနိုင်ဆိုတာဒါနဲ့ချောလာတယ်ဩဒါနဲ့မမူးကလေမကတ်တော့ဘူးတအားကြီးအဲ့လိုမျိုးတအားကြီးမကတ်တော့သိတယ်မလားအဲ့ဒီရဆိုရင်တော့ဘီယာလေးနဲ့ပပတက်ပြီးတော့ကလို့တက်တာပေါ့နော်အခုကမကတ်တော့ဘူးတမီးမကတ်တော့ဘူးမနဲ့နို့ကပူချီလာတော့မကြည့်ဘူးသေးသွားတာ sorry ဖရတီးကြီးတောက်ရင်ကြိုက်လာမနဲ့ဘာမှမဆိုင်လာလာမကတ်တာအမေနော်အောင်မခတ်ပြီးမကတ်တာချစ်တယ်နော်ချစ်တယ်ไปလာတယ်နော်ခက်ပါလိရှင်ไปသွားတယ်မနာရไปသွားလားအရင်ကไปသွားတာပါရှင်နို့ပဲကြံတော့လားတကယ်မဲဝင်ကြည့်ရပြလားဝင်ကြည့်မပြရပါဘူးမပြရဘူးဒီနေ့ free band ထည့်ပေးပါလိရှင်အကားတိုက်တယ်ကွာတကယ်တော့ဝါထွက်ရင်တော့အရက်တွေပါလိပြန်တောက်ရင်တော့ကတ်တက်မှာပေါ့အခုတော့မကတ်တော့တကယ်မနာလေနေပြင်ထားပေးပါအရင်ဆိုရင်ပြရမလားဝါကျွရင်တော့ကိုလိုက်နေဆက်ပြရတဲ့ပလင်းနဲ့ကောင်းပြောကတ်တယ်အခုမကတ်တဲ့ဘူးတကယ်ပြောတာအဲ့ဒါမှလည်းမလိကောင်းလေးထားရင်ဘာဖြစ်လဲသူ့အလိုလိုကြီးထွားမှလာတယ်ဘာပလို့ကြီးလဲကောင်းလေးထားရင်နှုတ်ကြီးသွားမယ်အဲ့ဒါမနဲ့ကြီးစားမထားတာနည်းနည်းရှိပြီတော့ခုကြည့်မနဲ့ရင်လာကြီးရပဲလေမနဲ့ပိတ်သွားပြီဟုတ်ပါရဲ့တကကားပိတ်သွားလားမလို့လဲနားချီတယ်လေဖတ်နားလေးတစ်ဖက်လက်တက်မလားကြိုက်သွားပြီလေမမနန်းမင်္ဂလာပါရှင်ကျမကြီးလည်းဒီစားကိုဖတ်ထားကြပြန်ရင်လည်းဆောက်ကြမယ်ဟုတ်ကဲ့ပါရှင်ကြောင်ငါဆုံးမယ်နော်ခလေးတစ်ဖက်နဲ့အလောက်တစ်ဖက်နဲ့မလွယ်ဘူးအရင်ကအေးစစ်စစ်နေလာခဲ့တဲ့လူတယောက်ပါဒါမဲ့နောက်ပိုင်းလည်းအစင်မပြေမှုနဲ့အများကြီးပဲမပြောတော့စိတ်ညစ်ကြတယ်ဒါမဲ့ချစ်တယ်မနန်းဘာဖြစ်လဲမနန်းနေမကောင်းရင်ဘယ်သူကျွန်တော်ကိုပြတော့မှလေပြတော့မှမနန်းလေးစားတော့ပြလိုက်မယ်ဖြစ်ခဏလေးစားအကောက်ပို့တာမကြည့်ရသေးဘူးလေဟုတ်တာအဲ့တော့ဆိုရင်မနန်းစီဒီမှာလာပို့ပြီးတော့ဖက်လောက်ပြအောင်ပဲပိတ်ချင်တဲ့နေရာပိတ်နှုတ်ကတော့မပိတ်စင်နဲ့ဟုတ်ပါတယ်ရှင်ရပါတယ်ယူနီဘယ်လောက်ထက်ပြီလဲယူနီကလေမြန်မာပြည်မှာဆိုရင်တောင်းမို့ထက်ပေးပါတယ်ထိုင်းမှာဆိုရင်တက်ရဘူးထက်ပေးပါတယ်ရှင်ဝင်းနာတာစီတော့sorry ဘောပဲကစားရလာတဲ့ထိုင်းအကောက်ကစားလို့ရပါတယ်ရှင်အကောက်ရှိတယ်ပြေးပြေးလေးတောင်းလာပဲဘာဖြစ်လဲမောင်လေးပြေးပြေးတောင်းမတော်လည်းမလားကျော်စံမနေ့ကျော်စံလေကျော်စံဘောလုံးပဲလောင်းလို့လားဘာလို့ပိတ်လာတာလဲမနေ့ပြောပြအဲ့ဒါပိတ်ရတယ်ဆိုတော့မနေ့ပြောပြီးပြီပေါ့နော်ခုနမနေ့ကိုတိုင်လဲအစားညတိုင်းမစားတော့တာလေပါတယ်ပေါ့နော်အသက်လည်းနည်းနည်းအရွယ်ရောက်လာပြီဆိုတော့ဒီမနေ့အစီမစားဘူးပေါ့နော်အစီတွေဆော့ဖလိုက်တယ်ပြီးတော့ညတိုင်းဆိုရင်အစားမစားဘူးမနေ့ပိတ်ချင်တာလေပါတယ်ဒါပေမဲ့တအားပိတ်သွားတယ်ပေါ့နော်တအားပိတ်သွားတယ်ဒါပေမဲ့ကိုတိုင်ကလည်းကျမ်းမကြီးမကောင်းတာပါတယ်ပေါ့နော်ရာသီမမှန်တာလည်းရှိတယ်မနေ့မှာပြီးတော့ဒီလက်ကောင်းပေါ့နော်အဓိကဒီလက်ကောင်းပါပဲမနေ့အစားရှောင်ရတယ်လေအစားအများကြီးစားနိုင်တော့လေအစားဒီအချက်ဆက်တွေဆော့စားတယ်စားချင်တဲ့ဟာတွေလည်းချစ်ဆက်ပါမနေ့အဲ့လိုပဲကြိုက်တယ်ဆိုတော့စားလို့မရတော့လေအဲ့ဒါဒီမနေ့ပိတ်ချပလိုက်တာအဲ့ဒါကြောင့်မူးနေမမူးပါဘူးဒါမဲ့လေမမူးနော်မနေ့ပုံမှာပဲဝါထွက်မှမနေ့ရက်တော့မနေ့ရေပါလို့ပိတ်တယ်နော်အဲ့ဒါပါရှင်ဒီနားတစ်စိတ်ကိုကြည့်အောင်လေမမတူရတစ်စိတ်နဲ့ဟိုက်လားပဲတစ်စိတ်လားမတရားနော်စာကျွေးမဲ့တငယ်ချင်းကသူ့ကိုယူမလားတဲ့သူမပြောရဲဘူးမနဲ့အကောက်မလို့ပါဘာလို့ဖြစ်တာလဲတွေးပါလားဟုတ်ပါရဲ့တွေးတွေအလုံးလိုက်ပါပါရဲ့တွေးတွေအလုံးလိုက်ပါပြောမနဲ့ဟိုဝမ်းသွားဖို့တောက်တယ်အဲ့လောက်ဖြစ်သွားပြီမနဲ့ဒါပေမဲ့မနဲ့ဘန်ကောက်သွားဖို့
ဒီမှာအလောက်ကဖက်နဲ့ကလေးတစ်ဖက်နဲ့မနဲ့စီစဉ်လို့မပြီးသေးပေါ့နော်မနဲ့ဒီမှာလည်းကုလို့ရပါတယ်ဒါပေမဲ့မနဲ့ဘယ်ကောင်းမှလည်းတော့ခုချက်တယ်ပေါ့နော်အကောင်လုံးအဲ့လိုမျိုးတင်စားတွေပါအကောင်လုံးကစစ်ချင်တာပေါ့နော်အဲ့လိုမျိုးတော့စစ်ချင်တာပေါ့အဓိကရာတီလာမမှန်တာလေးရှိတယ်ပေါ့နော်စိတ်ပစ္စည်းမှုများပို့ပြီးဟုတ်ပါတယ်အသက်30မှာအသက်ကိုမို့30ဝင်ခါနေမှာအရင်စိတ်ပစ္စည်းအရင်ဆိုမနဲ့လို့လေသွားနေရက်တော့ရက်ဟုတ်တယ်မလားနေရက်တော့ရက်ဘာမှအာရုံထဲမရှိဘူးအခုကလေးကဒီမှာတလားဘသူထောက်ပတ်ပြရမလဲဟိုကလေးကဘယ်လိုလဲခေါင်းပေါ်မှာပဲရှိတယ်ဆိုတော့အာရုံကြီးကတော့တော့ရှိကောင်းပါဟုတ်လားဟွာစီပီနာလာပြကြည့်နော်ထိုင်းမသွားသေးဘူးမနဲ့အခုမှထိုင်းနေခမော်ဒီအိုင်လည်းပြူမနဲ့ကလေးမတွေ့ဘူးရောက်မနဲ့မွေးစားထားတာပါနော်မနဲ့မွေးစားထားတာတနေ့နဲ့ရှင်းလာရှိသွားပြီပေါ့နော်မနဲ့မွေးစားထားတာပါရှင်အဲ့ဒါတော့မနဲ့ကလေးအရင်မဟုတ်ဘူးမနဲ့လင်းယူဖို့အစီအစဉ်မရှိတော့တဲ့အတွက်ပေါ့နော်ကလေးမွေးစားဖို့ဆောက်ထည့်လိုက်တာပါရှင်ဘာလို့လင်းမယူတော့တာလဲဆိုတော့လင်းယူတာအကျိုးမရှိဘူးရှင်လင်းဘေးဒင်းသွားတက်တယ်ပေါ့နော်လင်းယူအကျိုးမရှိဘူးပေါ့နော်လင်းယူရင်အကောင်မကြတဲ့ဒီတယောက်ဖြစ်မှာပါဒီတယောက်ထဲပဲနေရမှာပါအဲ့ဒါကြောင့်မယူလာပါရှင်တကယ်တော့ဒီစားထားရင်မနဲ့လေဘာမှလုပ်ချင်စိတ်မရှိဘူးအဲ့ဒီဒီစားနဲ့ပဲတိုင်ပတ်နေတာဒီလားအဲ့ဒီဒီစားနဲ့တိုင်ပတ်ပြီးပြဿနာတွေတက်ကိုနာဒီနာဖြစ်ကိုနာဒီနာအဆင်မပြေဘူးအဲ့လိုမျိုးတွေဖြစ်လာတယ်ပေါ့နော်မိကိုလည်းဖြစ်တာမနဲ့ဖုတ်ပြရစီပြီโอเคမနဲ့လက်ပြရနဲ့ဖြတ်ပြနေနော်နောက်ကမှပဲဟိုအခုကတော့ဒီမှာအဲ့ဒါနားပဲရှိတယ်ဂိတ်လာဆော့ပြပြီးနေပေါ့နော်ဂိတ်ဆော့ပြပြီးရင်နိုင်ရပတ်စံလေးအကောင်လုံးမနဲ့ကေပေးမဟုတ်ဘူးပေးမှာပါရှင်နော်ဝင်ကြည့်ကြပါအောင်နော်တနေ့နော်ဘာဖြစ်လဲစိတ်ပစ္စည်းမှုဟုတ်တယ်မနဲ့ကလေးမတွေ့ဘူးဟုတ်ကျွန်တော်ကျမကြီးကိစ္စကမနဲ့ဟုတ်ပါတယ်မနဲ့လည်းကျမကြီးဒီဆိုင်လို့နေရတယ်ပေါ့နော်ဒါပေမဲ့ထားလိုက်ပါတော့နော်မနဲ့အသက်ဘယ်လောက်လဲတဲ့စိတ်ချစီးမှုကအဓိကပဲတိလားဟိုပြော့လေမနဲ့တယောက်တည်းနေရများတယ်လင်မယူတော့ကလေးမယူပဲနဲ့အဲ့နို့ကိုပဲသူကဆိုးမှလည်းမပြောခဲ့ရည်တဲ့ဒီနို့လည်းသူတို့ဆိုးလို့ရမှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့တအားသွေးနေမှာပဲဒီကလေးယူရင်မနဲ့ယောက်ျားမယူတော့ဘူးဆိုတော့ညောင်းလင်းလို့မရတော့ဘူးပေါ့ဒါပေမဲ့ဟိုဟာဒီပါတော့သွေးမှာလင်ယူတော့မတိုက်ရင်အပျော်ပဲလောက်ကောင်းနေစပေါ့အပျော်လဲရှောက်လို့ရှုံနေတာပဲတိလားဒီမှာဟဲ့ယူပဲတော့မယ်အမေးကြရတော့မယ်ဒီကထိုင်အဲ့ဒါအမောက်တော့ပဲလူချင်တာလေဒါပေမဲ့လူချင်တာတော့မစလားလူချင်လဲလေတကယ်တော့ကိုတဲ့ရနဲ့ကိုအန်နာပဲကိုလူချင်တာပေါ့နော်ဒါပေမဲ့အတူတူစားစီပွားရေးစားတယ်လူတွေလည်းရပါတယ်ဒါပေမဲ့စင်တိုင်းနဲ့အဲ့ဒီကြီးစားလေဒါစိတ်ကြက်ဖို့ကောင်းနေတာဒီလိုကြီးစားထားဘယ်လိုပျော်လဲတော့မသိဘူးမနဲ့ကြီးစားထားတယ်3-4ရောက်မှာ4-5ရောက်မှာ3-5ရောက်မှာအစပိုင်းတော့အယံကိုပျော်တယ်အယံကိုချက်တယ်ပြောပြမလားအယံကိုချက်တာမှဟိုရေချိုးပေးတာအဲ့လောက်ချက်ခမင်းစားရင်တော့မှခုတ်ကျွေးတာအယံချက်တာမှနဲ့ဒါပေမဲ့မနဲ့ကဲမကောင်းတာမနဲ့တွေ့ခဲ့တဲ့လူတွေကမနဲ့အကောက်ဖတ်ပြန်ပြန်မှာမနဲ့ယူနေစီးတာပြောရဲစားဖို့ဝင်ကြည့်တာတော့မနဲ့ပြန်ပြောပေးမယ်နော်စီဒီမှာအခုနိုင်ကြည့်တော့မယ်ခဏလေးနော်ရီစားမရှိတာတောင်ဒီလိုရီစားရှိတော့မမြင်မဆိုင်နော်မနဲ့ရီစားရှိလေမနဲ့တို့ဒီလားပါတယ်မဆိုင်ဒီလားအရင်ရီစားထားရင်လေအဲ့လိုသူတို့မကြိုက်တာလေကိုမလုပ်ပေးချင်ဘူးလေကိုကပိုင်တယ်လေဟုတ်တယ်မလားငါပိုင်တယ်လေငါနေချင်တယ်လို့နေမှာပေါ့ဟုတ်တယ်မသူကအမေအောင်နေအဲ့လိုမနေအောင်နေအဲ့လိုမျိုးနေအောင်နေအဲ့လိုရစားမယ်မနဲ့မကြိုက်ဘူးနားကဘာလို့လဲကြည့်နော်တကယ်မနဲ့လောကမကြိုက်ဘူးညဘာလဲရှိသေးတယ်မနဲ့ပဲအဲ့ရတယ်မနဲ့တွေ့ခဲ့တဲ့ကောင်ကြီးအားလုံးကမနဲ့ပဲအဲ့ရတယ်မနဲ့ဘယ်တော့မှမအမ်းဘူးနော်မနဲ့အမ်းခက်ချင်တယ်ဒီလားတွေ့ခဲ့တဲ့ကောင်လေးတွေရတယ်သူတို့အရင်ချက်တာပါသူတို့အချက်တစ်ခုတည်းပဲဒီမှာဒီကောင်မလေးကိုဘယ်လိုထားပေးရမလဲဒီကောင်မလေးကိုအဲ့စပွန်တီသိတယ်မလားကွာအဲ့လိုကြောင်မျိုးလို့ရှင်အဲ့လိုမရှိဘူးအချစ်ကအစပိုင်းပဲပြောတယ်စိတ်ညစ်ဟုတ်ပါတယ်အစပိုင်းပဲအစပိုင်းမတွေ့ရရင်မနေနိုင်ဟောဒီကာလာကြီးဆောက်ခွက်တော့မနေဘူးအဲ့လိုရှိတယ်အဲ့ဒီမှာတော့မနဲ့ပါတယ်အများဆုံးတွဲရင်တော့နနှစ်နဲ့3နှစ်ကြာပဲဘယ်တော့မှအကြာကြီးမခံဘူးသိရမလားအဲ့လောက်ပဲခံတာတကယ်နော်တချို့လူတွေရတယ်သူတို့ကြီးစားအဲ့လိုမျိုးကောင်မလေးထားတယ်သူတို့ကောင်မလေးကိုသူတို့ရိုးအေးလေးပဲသူတို့ထားတယ်ဒါပေမဲ့သူကတော့ခိုးစားချင်တယ်တကယ်သူခိုးစားတယ်အဲ့လိုလူတွေလည်းအရင်တောက်ဖို့ကောင်းနေတဲ့ကြောင်လေးအခုနောက်ပါမထားရဘူးပြောတယ်အခုကိုနေတဲ့နေရာတွေကလေမနက်ကအန်ပေးလိုက်ပါကောအန်ပေးတယ်နော်ဖက်နက်တွေiPad တွေiPhone နော်ပါဖုန်းတွေ iPad တွေဖုန်းတွေနိုင်ကြီးတွေမလေးမယူနိုင်သိရမလားလာတွေ့ဖို့ဘယ်နဲ့တောင်းလွဲပေးတာရှင်ကျွန်မသူ့ဘယ်လောက်ချစ်ခဲ့လဲဆိုဘယ်လောက်နေလိုက်ယူခဲ့လဲဆိုကိုကတော့ငါ့ကိုဖောက်ပြန်တာရှေ့ဖောက်ပြန်တာငါမှဒီပေါ့ဒါမဲ့ကိုကတိသွားတော့လေကိုကမတင်တော့ဘူးလေဟုတ်တယ်မလားကိုကမတင်တော့ကိုကသူတို့ပြဿနာရှာတယ်ဆဲတယ်ဆိုတယ်ဘာဖြစ်လဲဆိုတော့ကိုလည်းပတ်ပါတယ်သူတို့မားတယ်သူတို့ဖောက်ပြန်တယ်အဲ့ဒါသူတို့လည်းမခံနိုင်ဘူးကိုဆဲတဲ့အတွက်သူတို့ကိုရိုက်တယ်ကိုကအဲ့လိုမျိုးပဲကြီးရိုက်တယ်နဲ့တဲ့နောက်တစ်ယောက်လည်းအဲ့လိုမျိုးပဲနောက်တစ်ယောက်ကအတွင်းကပေါင်းကြီးကြည့်ဝဲပေးတာအတော့ဝဲပေးတာဘာလို့ချင်းလဲဒီလားမနဲ့ပတ်စံရှာတက်ပါတယ်ဟိုဘယ်လိုပြောမလဲကိုကတော့ပတ်စံရှာတက်တယ်ပေါ့ဒါပေမဲ့ကိုနားလဲပေးပေါ့ကွာကိုလည်းလောက်ကြဆိုခါဒီလေသူတို့တားကြပြရှိတယ်ကိုလောက်ရှိတယ်မလိုက်ပေးနိုင်လို့သူတို့စိတ်တူတယ်မတွဲနိုင်တော့ညမပြတော့မလို့လားအရင်ဆုံးနေတာဟာကောင်းတဲ့သူတော့ရှိမှာပဲနော်ဟုတ်တယ်မလားကောင်းတဲ့သူရှိတာလာမနဲ့အန်ပေးလိုက်ကမ္ဘောဒီးယားမင်္ဂလာပါနောက်နေ့အမအရင်လေးနေရင်နည်းအချစ်ကြောင်ပြောပြနေရလေအမအညာလူချင်တဲ့ယောက်ျားတော့အိမ်မှာပဲထားခမင်းဟင်းချက်ချိန်တိုင်းပတ်ဆက်အစိတ်ကြီးလား
အဲ့ဒါအဲ့လိုမျိုးဖြစ်နေရင်လာဟိုင်းလိုက် CD မှာနော်အခုတော့မှလည်း live ပေါ်ကနေစိန်တော့မယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ CD မှာ unit လာဝင်ယူတဲ့သူတွေမရတဲ့သူတွေကအများကြီးဖြစ်နေလို့မနေ့ပြန်ဖြေပေးလိုက်အောင်မယ်နော်ခဏလေးစောက်နေနော်စစ်တယ်လေးတို့မှလည်း CD မှာပြန်ဖြေပေးတော့မယ်နော် bye bye တူအဘ fuck you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  bye 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 นะစစ်တယ်နော် good night good night အဲ့မလည်းလာမယ်ပါစေအရင်စစ်တယ်ကိုဖန်နေနဲ့ပဲကိုအပြင်းပြေတယ်နော်ဟုတ်ပြီဖြစ်ပါ okay okay bye 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 good night CD မှာပို့ထားတယ်ဟုတ်တယ်မလေးအမပြန်ဖြေပေးမယ်နော်အခုပဲနော် bye bye